Hello အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ United ပရိသတ်တွေအားလုံးစောင့်မျှော်နေတဲ့သတင်းကောင်းလေးတစ်ခုအကြောင်းပြောသွားချင်ပါတယ်ခင်ဗျအဲကတော့ Patrick Dorgu တရားနဲ့ပြန်လာနိုင်ပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဇန်နဝါရီလကနေကပေါင်ချန်တရားကြောင့်အနားယူနေရတဲ့ Patrick Dorgu တယောက်ဟာအခုဆိုရင်ဝင်းတင်းကိုတူးရလေးချင်းခံနေပြန်ဆင်းနေပြီလို့လဲအသင်းဘက်ကနေပြီးတော့တရားဝင်ထုတ်ပြန်လိုက်ပါတယ်ခင်ဗျနောက်ကတကယ်ကိုကောင်းတဲ့သတင်းပါပဲဘာလို့လဲဆိုတော့ရာသီပိတ်ပွဲစဉ်တွေကပိုပြီးအရေးကြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းမှာလူဝင်အားတွေလိုအပ်နေတာအားလုံးအသိပဲဖြစ်မှာပါကျွန်တော်အမြင်အရပြောရရင်ဒိုဂူရဲ့အခန်းကဏ္ဍကမိုက်ကယ်ကာရီရဲ့ကစားကွက်မှာအရန်ကိုအရေးကြီးပါတယ်သူကဘယ်တောင်ပန်ခံစစ်ကစားသမားဖြစ်ပေမဲ့လိုအပ်ရင်ကွင်းလယ်အထိတက်ကစားနိုင်တဲ့အစွမ်းအစလည်းရှိပါတယ်အပြင်တိုက်စစ်စင်မှုအပိုင်းမှာလည်းအများကြီးကိုကူညီပေးနိုင်တဲ့သူတစ်ယောက်ပါသူမရှိတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘယ်ချမ်းခံစစ်ကနေတိုက်စစ်လိုက်ပါမှုတွေကအနည်းငယ်အားနည်းသွားတာကိုသတိထားမိကြမှာပါအခုသူပြန်လာပြီဆိုတော့ခံစစ်တွေမကဘူးတိုက်စစ်ကစားပုံမှာပို့ပြီးမြန်ဆန်တော်လာဖို့လည်းရှိပါတယ်ရှေ့လာလာနဲ့လက်ရှိအခြေအနေရသူကအသင်းနဲ့အတူလေးချက်ခန်းအပြည့်အဝမစင်းနိုင်သေးပေမဲ့နောက်တစ်ပတ် Leeds United ပွဲမှာတော့အရန်ခုံမှာမြင်တွေ့ရဖို့အခွင့်အရေးလည်းရှိနေပါတယ်အသင်းရဲ့စီးပွားကသူ့ကိုအလင်းစလိုအသုံးပြုမှာမဟုတ်ပေမဲ့တဖြည်းဖြည်းချင်းပွဲကစားခြင်းနဲ့ပြန်ပေးသွားဖို့လည်းရှိနေတယ်လို့သိရပါတယ်။ကဲသူငယ်ချင်းတို့ရောဘယ်လိုထင်ကြလဲ။ဒိုဂူပြန်လာတာက United ရဲ့လက်ကျန်ပွဲစဉ်တွေအပေါ်ဘယ်လောက်ထိတက်ရောက်မှုရှိမလဲ။ခံစစ်မှာရောသူကပွဲတော်ကစားသမားအဖြစ်ချက်ချင်းပါဝင်သင့်ပြီလား။ comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျ။ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and share လေးလုပ်ပေးကြဖို့လည်းမမေ့ကြပါနဲ့။နောက်ထပ် United သတင်းတွေနဲ့ဆွေးနွေးချက်တွေကိုသိရအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်